ကျွန်တော်မြေစုရီကတောင်အောင်ထဲမှာကုန်းလာတင်တာတောင်အောင်ထဲမှာကုန်းလာတင်တာတောင်ကြီးပတ်လဲတောင်အောင်ထဲမှာကုန်းလာတင်တာသူတို့စောင့်ခိုင်းတဲ့နေရာမှာစောင့်ရတယ်ဘာမှစောင့်ရမလဲတော့မသိတောင်ရဲ့အောက်ထဲမှာဒီဘက်မှာလဲသူကပစ္စည်းယူဖို့နေရာထားရတယ်ဟိုဘက်တောင်ဒီဘက်ချမ်းမှာလည်းရှိတယ်ဒီဘက်ချမ်းမှာလည်းရှိတယ်ဟိုမှာတက်တယ်သလားတောင်အောင်ထဲမှာအဲ့ဒါဝင်ပေါက်တဲ့ပေါက်မှာဝင်လာမယ်တော့မသိအခုဒီမှာစောင်းလိုက်မယ်ဟိုဘက်တောင်ပေါက်ကနေပြီးတော့ဒီဘက်အပေါက်ကိုရောက်လာတောင်ပတ်လည်ကိုအောက်မှာလိုင်ကောင်းကြီးထဲမှာခုံတင်ခုံချလောက်တာဗောနော်မြေစုရီအပိုင်ထဲမှာဒီမှာမြေစုရီအပိုင်ဒီမှာအဲ့တောင်ကြီးရဲ့အောက်ထဲမှာပတ်လဲတွင်းထဲမှာ